ကဲဒီနေ့တော့အာလူးနဲ့အမေသားချက်စားမယ်အမသားရဲ့အကောင်လုံးကစင်တက်လောက်ထားတယ်ဟိုအာလူးကအနီပေါ့နော်အာလူးအနီလေးထည့်မယ်ပြီးတော့ဟာချွတ်သမီးရဲ့ချွတ်တုံးဖြူရဲ့ဂျင်းရဲ့ပြီးတော့အဲ့ဒီထည့်မှဖို့အရတာနည်းနည်းလေးပိုးအောင်ထင်းအောင်တင်ချင်နည်းလေးပါယုံလေးထည့်ယုံလေးနည်းလေးထည့်ဒီရှင်နည်းလေးထည့်ယုံနဲ့အရတာထူချရတယ်နော်အဲ့လိုမျိုးချက်စားမယ်ဒီနေ့